မင်္ဂလာပါရှင်။ကျွန်မဒီနေ့ရေခူတုတ်နီလေးကိုလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်။ရေခူတုတ်ကိုကြိုက်ကြလားရှင်။ရေခူကိုမတုတ်ခင်မှာအနည်းဆုံးရေ3နိုင်လောက်စိမ်ထားပေးသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ထဲမှာပါတဲ့အငံဓာတ်တွေရဲ့သဲတွေရှိတယ်ဆိုရင်သဲတွေကိုဆင်သွားစေချင်လို့ပါ။မနေ့ကမှတုတ်ဆောင်မယ်ဆိုရင်ညတွေကစိမ်ထားလေးရပါတယ်နော်။ကျွန်မကတော့အခုရေ3နိုင်ခန့်စိမ်ခဲ့ပါတယ်။ပြီးလို့ရှိရင်တော့သဲလေးတွေပြောင်းရေစီးထားပေးရပါမယ်ရှင်။ဒါကတော့ရေခူတုတ်တယ်မှာထည့်ဖို့အစာပလာလေးတွေပါ။ကျက်သွန်ဖြူထည့်ခဲ့ပါတယ်။မြုပ်တီစိမ်းဟိုမှာအနီရောင်လေးရဲ့အစိမ်းရောင်လေးရဲ့ထည့်ခဲ့ပါတယ်ရှင်။အရောင်လေးလှစီချင်လို့ပါ။နန်းနံပင်လေးလည်းထည့်ပါမယ်ရှင်။ကျမရဲ့ channel လေးမှာဟင်းချက်နီလေးတွေနဲ့မုတ်လုံနီလေးတွေကိုအမြဲမပြတ်တင်ဆက်သွားပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လေးလုပ်ထားပေးကြပါရှင်တကြားထည့်ပါမယ်ရှင်။ပဲငန်းပြာရည်လေးလည်းထည့်ခဲ့ပါတယ်။ကျမဗီဒီယိုရိုက်ဖို့မိခဲ့လို့ပါရှင်။တမယာသီးလေးညှစ်ထည့်ပါမယ်ရှင်။ကျမဒီလိုမျိုးပြင်ဆင်နေတဲ့အချိန်မှာရင်နွေးအိုးလည်းတည်ထားပါတယ်။မိတ်ဆွေတို့ကဒီလိုမျိုးဆက်နဲ့ကြိတ်ပြီးမစားချင်ဘူးဆိုလို့ရှိရင်ငရုတ်တီဘက်လေးတွေကြမ်းကြမ်းလေးနဲ့စားချင်တယ်ဆိုလို့ရှိရင်ငရုတ်စုံနဲ့ထည့်ထောင်လို့လည်းရပါတယ်။ကျမကတော့ဆက်နဲ့ကြိတ်ခဲ့ပါတယ်ရှင်။အခုဆိုရင်တဲထားတဲ့ရင်တွေအိုးလေးကစုနေပါပြီ။အဲ့ဒီပွက်ဆူတဲ့ရင်တွေအိုးတွေကိုရေခူလေးကို10မိနစ်လောက်ပဲစိမ်ပေးပါမယ်ရှင်။အကြိုက်ကြီးမပြုတ်ရပါဘူးနော်။အကြိုက်ကြီးပြုတ်လို့ရှိရင်ပျော့ပြပြကြီးဖြစ်သွားရင်လုံးဝစားလို့မကောင်းပါဘူးရှင်။ဒီလိုမျိုး10မိနစ်လောက်စိမ်ပေးပြီးတာနဲ့ရေအေးလေးနဲ့ဆေးချပေးလိုက်ပါ။ဆေးပြီးတဲ့ရေခူလေးတွေကိုကိုလိုချင်တဲ့အရွယ်အစားလေးညှက်ပေးလိုက်ပါနော်။ကျမကတော့အရွယ်ခက်ကြီးကြီးလေးပဲညှက်ထားပါတယ်အဲ့ဒါမှထုတ်လေးနဲ့ပို့ပြီးတော့စားကောင်းလို့ပါရှင်သူ့ထဲကိုတေးသေးလေးတွေလီထားတဲ့ခရမ်းကျင်လေးထည့်ခဲ့ပါတယ်ခုနကတော့ဖြော်ထားတဲ့အရည်လေးလောင်းထည့်လိုက်ပါမယ်ရှင်ပြီးတော့ယူရီးယားငရုတ်စီလေးကိုလည်းနည်းနည်းလေးထည့်ခဲ့ပါတယ်မထည့်ချင်လည်းရပါတယ်เนาะကျမအယောင်လှစေချင်လို့ပါပြီးတာနဲ့ရောတမောင်းမှီလို့ရပါပြီမြည်ကြည့်ပါမယ်ရှင်ရမ်းစားလို့ကောင်းနေရှင်လိုက်ပြီးတော့တုတ်စားကြည့်ကြပါနော်ဒါကတော့ကျမပြင်ထားတဲ့ plate တင်လေးပေါ့ရှင်ကဲအခုဆိုလို့ရှိရင်စားချင်စွဲရေခူတုတ်လေးရပါပြီရှင်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကြောင့်တစုံတရာအကျိုးရှိသွားတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပြီးတော့ချီးမြှင့်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်